Hello ဒါတာဝဲမှာမနက်9နာရီထိုးလို့တဲ့ baby လေးတွေအကြောင်းပြောပြပေးမယ်နော်မနက်ကိုခန်းထဲကိုအလင်းရောင်ဝင်လာတာပေါ့နော်9နာရီလောက်ဆိုနည်းနည်းလင်းနေပြီဆိုနည်းနည်းလေးဝင်လာတော့မှကလေးကနိုးတက်ကြရပေါ့နော်အဲကြောင့်မလို့အခန်းကိုမှောင်သွားအောင်ထားလို့ရရပေါ့နော်မှောင်လာဆိုတာလေလုံးဝမှောင်သွားအောင်ပေါ့နော်ခန်းထဲမှာကိုယ့်လက်ကိုသူတို့ကြည့်လိုက်လို့ပေါ့နော်လက်ကိုမြင်နေရတယ်အဲ့လင်းတယ်လို့ယူဆလို့ရသေးတယ်ပေါ့နော်အဲ့ထက်ပိုမှောင်နိုင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့မို့ဘေးနာအတန်နေချောင်းနိုးတာလားပေါ့နော်အရန်ပူနေလားအရန်အေးနေလားပေါ့နော်ဒီကဘိုက်စာလို့လားပေါ့နော်အဲ့လိုမျိုးတွေရှိနိုင်ပါတယ်ကိုကဒီအချက်လက်တွေရှိလားကြည့်ပေးမယ်ပေါ့နော်ဒီချက်လက်တွေရှိတယ်ဆိုရင်တော့ဒီအချက်တွေကိုကိုကပြင်ကြည့်ပေးမယ်ပေါ့နော်အဲ့တော့အခုဒီလိုအချက်တွေကြောင့်မဟုတ်ဘူးကလေးကအဲ့ချိန်နိုးချိန်လည်းအကုန်မှန်တယ်အဲ့ဒါမှမနက်9နာရီပေါ့နော်နေတိုင်းနိုးနေရဆိုရင်ဒါကအကျင့်ပါတာဖြစ်နိုင်တယ်ပေါ့နော်ဥပမာကျမတို့အလုပ်သွားတဲ့လူတွေဆိုရင် Monday to Friday အလုပ်သွားရတယ်ဆိုရင်မနက်6နာရီထားရတယ်ဆိုပါတော့အဲ့ဆိုရင်စနေလင်းတွေပိတ်တဲ့နေ့ဆိုရင်လည်း6နာရီကလူကအော်တိုနိုးနေရလေနော်ခန္ဓာကိုယ်ရဲ့ body clock ကသိနေရပေါ့နော်ဒီချိန်ဆိုပြီးတော့သိတဲ့အတွက်နိုးနေရပေါ့နော်ကလေးမှာဆိုလဲအဲ့လိုပဲပေါ့နော်အဲ့လိုကလေးတွေကဘယ်လိုလုပ်လို့ရလဲဆိုတော့9နာရီနိုးတယ်သူထားရတယ်ဆိုရင်သူ့ကိုကစားခိုင်းလိုက်ပေါ့နော်ကစားခိုင်းတာတို့လမ်းလျှောက်လို့ရတဲ့နေရာလူတွေဆိုလဲလမ်းလျှောက်တာတို့ပြင်သွားရလို့ပေါ့နော်ဒီကလူတွေကျတော့လဲအိမ်ထဲမှာကစားရပဲဖြစ်ကလေးကိုကစားခိုင်းလားကိုကသူ့ကိုထခိုင်းခြင်းတဲ့အချိန်က9နာရီဆိုပါတော့ပေါ့နော်9နာရီဆိုရင်6နာရီ50လောက်ကြာရင်သူ့ကိုအိပ်ပျော်အောင်လုပ်လိုက်ပေါ့နော်ဘယ်လိုနည်းနဲ့ပဲဖြစ်သူ့အိပ်ပျော်အောင်လုပ်လိုက်ခြေသိပ်တာပဲဖြစ်လွှဲသိပ်တာပဲဖြစ်6နာရီ50လောက်ကြာအိပ်ပျော်အောင်လုပ်လိုက်ပြီးတော့9နာရီကြာရင်ပြန်နှိုးလိုက်ပေါ့နော်10မိနစ်လောက်ပဲအိပ်ခိုင်းလိုက်ပေါ့နော်ဒီလိုလောက်ချင်းအပြင်သူ့ရဲ့အရှိကsleep pressure တွေများလာအောင်နည်းနည်းလေးလျော့ပေးလိုက်တယ်ပြီးတော့သူ့ရဲ့နေ့တစ်နေ့ရဲ့အစာကို9နာရီလို့သတ်မှတ်လိုက်ပေးလိုက်တာပေါ့နော်ကော်တီဆောကိုတဖြည်းဖြည်းနဲ့9နာရီထွက်အောင်လုပ်ပေးလိုက်တာပေါ့နော်ဒါကတစ်ရက်တည်းတော့မရဘူးပေါ့နော်နည်းနည်းတော့ပင်ပန်းနဲ့တစ်ဖက်လောက်တော့လုပ်ကြည့်ပေါ့နော်တစ်ဖက်လောက်လုပ်ရင်တော့ရလက်ကောင်းလို့ရလာပါလိမ့်မယ်အစပိုင်းတော့နည်းနည်းတော့ပင်ပန်းမှာပေါ့နော်မေမေလည်း9နာရီအလုပ်ချင်လုပ်ရမှာလည်းရှိမှာပေါ့မော်လည်းမေမေလည်းပြန်အိတ်ချင်တာရှိမှာပေါ့နော်ဒါပေမဲ့ဒါလေးနီးလန်းလေးတုံကြည့်ကြည့်လေးပါအဆင်ပြေပါလိမ့်မယ်ပြီးတော့ဒီ9နာရီနောက်ပိုင်းမှသူ့ကိုမနက်စာကျွေးတဲ့ကလေးဆိုတာ9နာရီနောက်ပိုင်းမှကျွေးပေါ့နော်အဲ့ဒါမှသူ့ရဲ့ body ကဒီချိန်9နာရီကသူ့ရဲ့မနက်ထားတဲ့အချိန်ဆိုပြီးတော့တတ်မှတ်လိုက်ပြီးတော့နောက်ပိုင်းကျ9နာရီနိုးမှာပေါ့နော်ဒီလိုမျိုးနီးလန်းလေးတွေတုံကြည့်လို့ရပါတယ်အကယ်၍အကျင့်ပါပြီးတော့နိုးတယ်ဆိုရင်ပေါ့နော်အဲ့လေးလုပ်ကြည့်ပါနော်အဆင်ပြေတာရှိလားပြောလို့ရပါတယ်နော်ကျေးဇူးတင်ပါတယ်တတာ